လူငယ်လေးတယောက်ဟာစစ်ဘေးရှောင်မှုတရုတ်ပြည်ကနေဟောင်ကောင်ကျွန်းကိုထွက်ပြေးလာခဲ့ပါတယ်။ဟောင်ကောင်ရောက်ပြီးတိတ်မကြခင်မှာပဲသူ့ရဲ့အဖေဟာ TB ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့ရဲ့အသက်14နှစ်ပဲရှိသေးပြီးတော့တာအကြီးဆုံးလည်းဖြစ်တာမို့လို့မိသားစုတာဝန်ယူဖို့ကျောင်းကထွက်ပြီးပလတ်စတစ်စက်ရုံတစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။နောက်ပြီးတော့အယောင်ကိုယ်စားလှယ်အလုပ်နဲ့တစ်နေ့ကို16နာရီထိအလုပ်လုပ်ခဲ့ပါသေးတယ်။လုပ်တွေလုပ်ရင်းစုလို့ရတဲ့ငွေလေးနဲ့အကြံဉာဏ်ကောင်းတွေကိုအကောင့်ထဲပေါ်ပြီးကြီးပွားနိုင်တဲ့အခွင့်အလမ်းကောင်းတွေနောက်ကိုလိုက်ခဲ့တဲ့အချိန်မှာတော့ဒေါ်လာ30ဘီလီယံပိုင်ဆိုင်သွားပြီးတော့အာရှမှာအချမ်းသာဆုံးတထေးကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့နာမည်ကတော့လီကာရှင်းဖြစ်ပါတယ်။ဒါဆိုရင်သူဟာစင်ရဲသားဘဝကနေအာရှမှာအချမ်းသာဆုံးဟောင်ကောင်ဘီလီယံနာတစ်ယောက်ဘလို့ဖြစ်လာခဲ့တာလဲ။လီကာရှင်းကို1928ခုနှစ်ဇူလိုင်လ29ရက်နေ့ကတရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်ရဲ့ချောင်ကျိုးမြို့လေးမှာမွေးဖွားခဲ့ပါတယ်။သူမိဘနှစ်ယောက်စလုံးဟာကျောင်းဆရာမတွေဖြစ်ကြပါတယ်။လီဟာ9နှစ်သားမှာကျောင်းစနေခဲ့ပြီးတော့သူမူလာတန်းတက်နေတော့မှပဲဒုတိယကမ္ဘာစစ်ကြီးဖြစ်လာပါတော့တယ်။စစ်ကာလအတွင်းမှာသူတို့မျိုးလေးဟာဂျပန်စစ်လေယာဉ်ပြန်ရဲ့ဘုံကျဲချမှုကိုမကြာခဏခံခဲ့ရပါတယ်။ဒါကြောင့်သူ14နှစ်သားမှာမိသားစုဟာတရုတ်နိုင်ငံကနေဟောင်ကောင်ကျွန်းကိုထွက်ပြေးသွားခဲ့ကြပါတယ်။ဟောင်ကောင်ရောက်ပြီးသိမကြခင်မှာပဲသူ့အဖေဟာ TB ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။သူ့အဖေဆုံးကန်ဒီမှာလီဟာမိသားစုကိုတာဝန်ယူစောင့်ရှောက်ပါမယ်လို့သူ့အဖေကိုဂတိပေးခဲ့ပါတယ်။ဒါဟာ14နှစ်သားအရွယ်ကောင်လေးရဲ့ဂတိစကားဖြစ်ပါတယ်။အဖေဆုံးပြီးတိတ်မကြခင်မှာပဲလီဟာအဖေစီက TB ရောဂါကူးစက်ခံရပြီးတော့ဟောင်ကောင်ဆေးရုံတစ်ခုမှာတက်ရောက်ကုသခဲ့ရပါတယ်။ TB ရောဂါကြောင့်တခြားလူနာတွေနဲ့အတူမနေရပဲလူနာဆောင်တစ်ခုမှာတီးတန့်နေခဲ့ရပါတယ်။အဆောင်ခန်းချင်းလေးတစ်ခုမှာတယောက်တည်းနေရလို့စိတ်ဓာတ်တွေလည်းကျနေခဲ့ရပါတယ်။သူဆေးရုံမှာရောက်နေလို့သူ့မိသားစုစားဝတ်နေရေးအတွက်ဘာမှမလုပ်ပေးနိုင်တာကိုတွေးရင်ဝမ်းနဲ့ဒေါသတွေထွက်ခဲ့ရပါတယ်။သူ့အဖေဆုံးရတာဟာစေကူသားစေမရှိလို့သူ့မိသားစုငတ်ပြတ်နေတာဟာပတ်စံမရှိလို့ဆိုပြီးစင်းရဲမွဲတေနေရတဲ့ဘဝကိုအယမ်းကိုစိတ်နာသွားခဲ့ရပါတယ်။ဒါကြောင့်စင်းရဲတဲ့ဘဝကလွတ်မြောက်ပြီးအယမ်းချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်စေရမယ်လို့စိတ်ပိုင်းဖြတ်လိုက်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာသူ့ကိုနောက်တစ်ချိန်မှာကြီးပွားချမ်းသာလာဖို့ကြိုးစားစေခဲ့တဲ့တွန်းအားကြီးတစ်ခုပဲဖြစ်ပါတယ်။သူယောဂပြောက်လို့ဆေးရုံကဆင်းတော့မိသားစုစားဖို့ရှာရမှာမလို့ကျောင်းဆက်မတက်တော့ပဲစက်ရုံတစ်ခုမှာပလတ်စတစ်နာရီကျိုးလုပ်တဲ့အလုပ်ဝင်လုပ်ခဲ့ပါတယ်။သူနဲ့ရွယ်သူကလေးတွေကျောင်းတက်နေချိန်ကျောင်းဆင်းလို့ကစားနေချိန်တွေမှာတော့သူကတော့စက်ရုံထဲမှာအလုပ်တွေလုပ်နေရတော့မှာပဲ။တိတ်မကြခင်မှာပဲသူဟာစက်ရုံထုတ်ပစ္စည်းတွေရဲ့အယောင်ကိုယ်စားလှယ် salesman အဖြစ်ပြောင်းလုပ်ခဲ့ပါတယ်။ကျန်တဲ့အယောင်ကိုယ်စားလှယ်6ဦးဟာတနေ့ကိုအလုပ်ချိန်8နာရီပဲလုပ်ခဲ့ကြပေမဲ့သူကတော့တနေ့ကို16နာရီလုပ်ပြီးတော့ပစ္စည်းတွေအများကြီးရောင်းရအောင်စူးစမ်းခဲ့ပါတယ်။တစ်နှစ်ကြာသွားတဲ့အခါမှာတော့သူ့ရဲ့အယောင်စံချိန်ဟာကြံ6ယောက်ထက်အများကြီးတာသွားခဲ့ပါတယ်။အသက်18နှစ်မှာတော့အယောင်ဌာနရဲ့တာဝန်ခံမန်နေဂျာဖြစ်ယာဒူအတိုးခံခဲ့ရပါတယ်။နောက်ထပ်တစ်နှစ်ထက်အကြာမှာတော့အယောင်ဌာနရဲ့အထွေထွေမန်နေဂျာ GM ဖြစ်လာခဲ့ပါပြီ။အခုသူဟာမိသားစုစားဝတ်နေရေးအတွက်လုံလောက်အောင်ရှာပေးနိုင်တဲ့အပြင်ငွေပိုငွေရှမ်းလေးတွေလည်းစုဆောင်းလာနိုင်ခဲ့ပါပြီ။လီကာရှင်းဟာလူပြိုဖြစ်နေတဲ့အချိန်မှာတော့မတုံးဖြုံးမဲနဲ့မိသားစုစားဝတ်နေရေးအတွက်သုံးတာကလွဲလို့ပိုသမျှငွေကိုစုထားခဲ့ပါတယ်။ငွေစုနေတာကလည်းကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ရည်ရွယ်ထားခဲ့လို့ဖြစ်ပါတယ်။အသက်22နှစ်အရွယ်မှာတော့သူစုထားတဲ့ငွေနဲ့အမျိုးတယောက်စီကချီးလိုက်တဲ့ငွေတွေကိုပေါင်းပြီးတော့ပလတ်စတစ်စက်ရုံအသေးလေးတစ်ခုကိုဝယ်ယူလိုက်ပါတော့တယ်။စက်ရုံကို Yanzi River Plastic Factory လို့နာမည်ပေးခဲ့လိုက်ပါတယ်။အဲဒီစက်ရုံကနေအယုတ်လေးတွေချင်းနှောင်းလေးတွေဘူးတွေခွက်တွေစတဲ့ပလတ်စတစ်နဲ့လုပ်တဲ့ပစ္စည်းမျိုးစုံထုတ်လုပ်ပါတယ်။စက်ရုံကနေပစ္စည်းတွေကိုပုံမှန်ထုတ်လုပ်ရောင်းချနေတာနဲ့တင်သူတို့မိသားစုစားဖို့တောက်ဖို့အတွက်ဖူလုံနေပါပြီ။ဒါပေမဲ့လီကာရှင်းဟာသူ့ဘဝကိုဒီလောက်နဲ့ပဲမကျေနပ်နိုင်ခဲ့ပါဘူး။သူငယ်စဉ်ကတနေ့ကျရင်အယမ်းချမ်းသာတဲ့ဘဝပိုင်ဆိုင်စေရမယ်လို့စိတ်ပိုင်းဖြတ်ထားတာကြောင့်သူဟာကြီးပွားနိုင်မဲ့အခွင့်အလမ်းကိုအမြဲတမ်းရှာဖွေနေခဲ့ပါတယ်။ရှာဖွေလေတွေးရှိလေဆိုတဲ့စကားအတိုင်းခွင့်လန်းတစ်ခုတွေးရှိခဲ့ပါတော့တယ်။အခွင့်လန်းဆိုတာကလည်းမျက်စိရှိမှထင်းထင်းကြီးပေါ်လာတတ်တာမဟုတ်ပါဘူး။စောင့်မျှော်ရှာဖွေသူတွေအတွက်တာမြင်တွေ့တတ်ကြတာပါ။လီကာရှင်းဟာငယ်ငယ်ကလေးကကျောင်းဆရာလုပ်ခဲ့တဲ့အဖေရဲ့အားပေးတိုက်တွန်းမှုကြောင့်စာဖတ်တာကိုအယံဝါနာပါခဲ့ပါတယ်။အားနေရင်စာအုပ်မဂဇင်းဂျာနယ်တွေအကုန်ဖတ်ရှုလေ့လာလေရှိပါတယ်။1958ခုနှစ်နှစ်စမ်းပိုင်းတရက်မှာတော့သူဟာအီတလီဘာသာကနေအင်္ဂလိပ်ဘာသာပြန်ဆိုထားတဲ့ပလတ်စတစ်ဆိုတဲ့မဂဇင်းတစ်စောင်ကိုဖတ်ရှုနေခဲ့ပါတယ်။မဂဇင်းထဲမှာပါလာတဲ့သတင်းတိုလေးတစ်ပုဒ်ကတော့အီတလီနိုင်ငံကပလတ်စတစ်စက်ရုံတွေဟာပလတ်စတစ်ပန်းတွေထုတ်လုပ်ပြီးတခြားဥရောပနိုင်ငံတွေကိုအများကြီးတင်ပို့နေရတယ်လို့ရေးသားထားတာပါ။အဲ့ဒီသတင်းလေးကိုလူအတော်များများဖတ်မိကြပေမဲ့တာမန်သတင်းလေးလိုပဲအမှုမဲ့အမှတ်မဲ့ကြော်သွားခဲ့ကြပါတယ်။အခွင့်လန်းရှာနေတဲ့လီကာရှင်းအတွက်တော့ဒီသတင်းဟာရဇနာပုံစိုက်မဲ့ဂိမ်းဖြစ်နေခဲ့ပါပြီ။သူဟာလောအားကဈေးသက်သာတဲ့ဟောင်ကောင်မှာပလတ်စတစ်ပန်းတွေကိုဥရောပထက်ဈေးသက်သာအောင်ထုတ်လုပ်နိုင်ဖို့စဉ်းစားနေခဲ့ပါတယ်။ဒါပေမဲ့ထုတ်လုပ်တဲ့ပန်းတွေဟာအီတလီနိုင်ငံထုတ်ပန်းတွေလိုအရေးသွေးကောင်းပြီးဝယ်ခြင်းစရာဖြစ်အောင်လှပဖို့လိုတယ်ဆိုတာကိုလည်းသူစဉ်းစားနေခဲ့ပါတယ်။ဒါကြောင့်သူဟာအီတလီနိုင်ငံကိုတွားပြီးပလတ်စတစ်ပန်းထုတ်နေတဲ့စက်ရုံတွေကိုလအတော်ကြာတွားရောက်လေ့လာခဲ့ပါတယ်။ပြန်ရောက်ချိန်မှာတော့ပလတ်စတစ်ပန်းလုပ်တဲ့စက်မှုနည်းပညာသားမကစက်ရုံစီမံခန့်ခွဲမှုနည်းပညာကိုပါတိုက်မြောက်လာခဲ့ပါတယ်။ပြန်ရောက်လာတာနဲ့သူ့ရဲ့ Yanzi River Plastic Factory ကုမ္ပဏီကနေပလတ်စတစ်ပန်းတွေထုတ်လုပ်ပြီးဥရောပနဲ့အမေရိကန်နိုင်ငံတွေကိုပါတင်ပို့ပါတော့တယ်။ဈေးသက်သာပြီးအီတလီနိုင်ငံတို့ပန်းတွေလိုလှပတာကြောင့်
သူ့စက်ရုံထုတ်ပန်းတွေဟာဥရောပနဲ့အာရှနိုင်ငံတွေမှာအဝယ်လိုက်လာပါတော့တယ်။9နှစ်ကြာမှာတော့လီရဲ့ Yanzi River Plastic Factory ကုမ္ပဏီဟာကမ္ဘာကိုအများဆုံး plastic ပန်းတွေတင်ပို့တဲ့ကုမ္ပဏီဖြစ်လာခဲ့ပါတော့တယ်။သူ့ကိုလည်းလူတွေက King of Plastic Flower Plastic ပန်းဘီရင်ကြီးလို့ခေါ်ခဲ့ကြပါပြီ။အမျက်အစွန်းတွေကောင်းကောင်းရလို့ချမ်းသာတဲ့သူတယောက်လည်းဖြစ်လာခဲ့ပါပြီ။ဒါပေမဲ့ဘဝဆိုတာအမြဲတမ်းကံကောင်းနေတာကြီးမဟုတ်ပဲကံဆိုးတာနဲ့လည်းကြုံရတတ်ပါတယ်။ဒါပေမဲ့လီကာရှင်းဟာကံဆိုးမှုကိုအခွင့်အလမ်းတစ်ခုဖြစ်ဖန်တီးယူနိုင်ခဲ့ပါတယ်။လီကာရှင်းရဲ့စက်ရုံဟာပလတ်စတစ်ပန်းတွေထုတ်လုပ်ပြီးဝင်ငွေကောင်းနေတာကိုမြင်တွေ့နေတဲ့မြေရှင်ဟာစက်ရုံမြေငှားတဲ့နှစ်စစ်လို့ဆက်ငှားဖို့အတွက်မြေငှားကကိုမတန်တဆဈေးမြင့်တင်လိုက်ပါတော့တယ်။မတရားဈေးအများကြီးတင်တာကိုမကြည်နဲ့တဲ့လီဟာစာချုပ်ထပ်မချုပ်တော့ပဲစက်ရုံပြောင်းရွှေ့ဖို့မြေနေရာလိုက်ရှာပါတော့တယ်။မြေခွက်တစ်ခုကိုဈေးချိုချိုနဲ့ရတာကြောင့်ငှားမနေတော့ပဲအပီးဝယ်လိုက်ပြီးအထက်12ထပ်ပါတဲ့အဆောက်အုံတစ်ခုကိုစောက်လိုက်ပါတော့တယ်။မြေညီဓာတ်ကိုစက်ရုံလုပ်ပြီးဒုတိယဓာတ်နဲ့တတိယဓာတ်တွေကိုဝန်ထမ်းတွေအလုပ်လုပ်တဲ့ရုံးခန်းတွေလုပ်ပြီးကျန်တဲ့အပေါ်ဓာတ်တွေကိုလူနေအိမ်ငှားစားဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်။အဆောက်အုံဆောက်လုပ်ပြီးချိန်မှာတော့အိမ်ဈေးမြေဈေးတွေအရန်တက်လာတာကြောင့်အခန်းတွေကိုဈေးကောင်းကောင်းနဲ့ရောင်းချလိုက်ပါတော့တယ်။အမျက်အစွန်းတွေအတော်လေးရရှိလိုက်ပြီးတော့အဲ့ဒီမှာတင်သူ့ရဲ့စက်ရုံကိုရောင်းချပြလိုက်ပြီးအမျက်အစွန်းပိုရမဲ့အိမ်ချမ်းမြေလုပ်ငန်းမှာငွေတွေရင်းနှီးမြှုပ်နှံမှုစတင်ခဲ့ပါတော့တယ်။1960ပြည့်နှစ်လည်ရောက်တဲ့ချိန်မှာတော့သူဟာအိမ်ချမ်းမြေအယောင်းဝယ်လုပ်တဲ့ Yanzi River Property Limited ကုမ္ပဏီကိုတည်ထောင်လိုက်ပြီးမြေကွက်လွတ်တွေအခန်းလွတ်တွေကိုလိုက်ဝယ်ပါတော့တယ်။အဲ့ဒီအချိန်ဟောင်ကောင်မှာတရုတ်ပြည်ကစီတုံးအစိုးရကိုထောက်ခံသူတွေနဲ့အုပ်ချုပ်သူဗြိတိရှအစိုးရထောက်ခံသူတွေကြားမကြာခဏတိုက်ခိုက်မှုတွေဖြစ်ပွားနေခဲ့ပါပြီ။တချို့နေရာတွေမှာလည်းလူကြားတဲ့ဘုံခွဲတာတွေဖြစ်လာပြီးတော့ပိုဆိုးတာကဟောင်ကောင်ကျွန်းကိုတရုတ်ပြည်ကကွန်မြူနစ်တက်နီစစ်တပ်ကဝင်တိုက်မယ်ဆိုတဲ့ကောလာဟာလသတင်းကလည်းပြန့်နှံ့နေခဲ့ပါတယ်။ဒါကြောင့်ပတ်စံချမ်းသာသူတွေဟာသူတို့အိမ်နေမြေတွေကိုရတဲ့ဈေးနဲ့ရှော့ရောင်းပြီးဟောင်ကောင်ကနေအမြန်ထွက်ခွာဖို့ပြင်ဆင်နေခဲ့ကြပါတယ်။ဟောင်ကောင်ရဲ့အိမ်ချမ်းမြေဈေးတွေဟာမကြုံစဘူးကြအောင်ထိုးကျသွားပါတော့တယ်။စီးပွားရေးအကွက်မြင်တဲ့လီကာရှင်းဟာဈေးပေါ်နေတဲ့အိမ်ချမ်းမြေတွေကိုရသမျှအကုန်ဝယ်ထားလိုက်နိုင်ပါတယ်။3နှစ်အကြာမှာတော့ဟောင်ကောင်ရဲ့နိုင်ငံရေးအခြေအနေဟာတဖြည်းဖြည်းနဲ့ပြန်တည်ငြိမ်လာပြီးတော့အရင်ကဟောင်ကောင်ကိုစွန့်ခွာထွက်သွားကြတဲ့လုပ်ငန်းတွေကုမ္ပဏီတွေတထေးကြီးတွေဟာဟောင်ကောင်ကိုပြန်လာကြပြီးအိမ်ချမ်းမြေတွေဝယ်ယူခဲ့ကြလို့အိမ်ချမ်းမြေဈေးတွေတဟုန်ထိုးပြန်တက်လာပါပြီ။လီကာရှင်းဟာဈေးတက်တာနဲ့ဝယ်ထားတဲ့အိမ်ချမ်းမြေတွေကိုပြန်ထုတ်ရောင်းရင်ဒေါ်လာတန်းချီအမျက်ဆုံးရရှိသွားပါတယ်။သူ့ကိုလူတွေက King of Real Estate အိမ်ချမ်းမြေဘုရင်လို့ခေါ်ကြပြန်ပါတယ်။1982ခုနှစ်မှာတော့သူ့ကုမ္ပဏီ Yanzi River Property Limited ကိုချောင်ကောင်း Holding Limited လို့နာမည်ပြောင်းလိုက်ပြီးလူတို့ကိုအစုရှယ်ယာတွေရောင်းချပါတော့တယ်1989ခုနှစ်မှာတော့ဟောင်ကောင်ရဲ့အိမ်ချမ်းမြေဈေးတွေဟာငြိမ်ကျသွားပြီမို့လို့လီကာရှင်းဟာအိမ်ချမ်းမြေလုပ်ငန်းတွေမှာယင်းနှိမ့်နှံတာတွေကိုရှော့ချလိုက်ပြီးနောက်ထပ်အခွင့်အလမ်းတွေကိုရှာကြံပါတော့တယ်။အဲဒီမှာသူဟာ Hutchinson ဟွမ်ပေါင်ဆိုတဲ့ကုမ္ပဏီရဲ့အခြေအနေကိုသိရှိသွားပြီးအဲဒီကုမ္ပဏီဟာဗြိတိရှစီးပွားရေးလုပ်ငန်းရှင်ကြီးတွေပိုင်ဆိုင်ပြီးတော့ဟောင်ကောင်မှာအကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သလိုဟောင်ကောင်ရဲ့တင်မောချင်းတွေစိတ်ကန်းတွေကုန်တိုက်ကြီးတွေလှက်စစ်တအားပေးစက်ရုံတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ကုမ္ပဏီဟာလွန်ခဲ့တဲ့နှစ်အတန်ကြာကလေးကအရှုံးတွေဇက်တိုက်ပေါ်နေခဲ့ပါတယ်။လုပ်ငန်းဆက်လက်ဘက်ဖို့ငွေတွေလည်းအများကြီးလိုအပ်နေပြီးတော့ဒါကိုသိရှိထားတဲ့လီဟာမူလရှယ်ယာတန်ဖိုးရဲ့တဝက်ဈေးနဲ့ကုမ္ပဏီရဲ့အစုရှယ်ယာပေါင်း22%ကိုဝယ်ယူလိုက်ပါတော့တယ်။ဒါဟာ Hutchinson ရှယ်ယာကိုတရုတ်လူမျိုးလက်ထဲရောင်းလိုက်တာပထမဆုံးအကြိမ်ဖြစ်ပါတယ်။လီကာရှင်းဟာရှယ်ယာများများဝယ်ယူလိုက်နိုင်တာကြောင့်ကုမ္ပဏီရဲ့အရေးအရာတွေမှာပါဝင်လှုပ်ဆောင်ခွင့်အဆုံးဖြတ်ပိုင်ခွင့်တွေရလိုက်ပါတော့တယ်။10နှစ်ကြာမှသူဟာအရှုံးကြီးရှုံးနေတဲ့ Hutchinson ကိုအမျက်အစွန်းတွေအများကြီးပေါ်လာအောင်လှုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီနေ့ Hutchinson ကုမ္ပဏီဟာတစ်နှစ်ကို American $50 ဘီလီယံဖိုးဝင်ငွေတွေရရှိနေပါပြီ။1989ခုနှစ်မှာတော့လီကာရှင်းဟာအကြီးကျယ်အရှုံးပေါ်နေတဲ့ Husky Oil ဆိုတဲ့ကနေဒါနိုင်ငံကရေနံကုမ္ပဏီတစ်ခုပိုင်ဆိုင်တဲ့ရှယ်ယာစုစုပေါင်းရဲ့တစ်ဝက်ကိုဒေါ်လာတန်း900နဲ့ဝယ်ဖို့ပြင်ဆင်နေခဲ့ပါတယ်။သူ့ရဲ့မိတ်ဆွေတွေဟာလီကိုရှုံးနေတဲ့ရှယ်ယာတွေကိုမဝယ်ဖို့ဝိုင်းပြီးတားမြစ်ကြပါတယ်။စီးပွားရေးကိုသူများတွေထက်အများကြီးကွက်ကြော်မြင်တဲ့လီကာရှင်းကတော့သူ့ရဲ့အစီအစဉ်အတိုင်းရှယ်ယာတွေကိုဝယ်ချလိုက်ပါတယ်။ Husky Oil ရဲ့ရှယ်ယာတွေကိုဝယ်ယူစဉ်ကရေနံသစီကို$10ပဲရှိပါတယ်။အနှစ်30ကြာလာတဲ့အခါမှာတော့ရေနံသစီဟာ$30ဖြစ်လာပါပြီ။အရင်ထက်3ဆဈေးတက်သွားပြီးတော့နောက်တော့$50ကနေအမြင့်ဆုံးအချိန်တစီကို$140ထိတက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာ$93နဲ့ဈေးတန့်သွားခဲ့ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ရေနံဈေးဟာသူ့ရေနံဝယ်စဉ်အချိန်ကဈေးထက်အစာပေါင်းများစွာဈေးတက်သွားတာကတော့သိကြပါတယ်။ Husky Oil ဟာတစ်နှစ်ဝင်ငွေ$25ဘီလီယံရနေလို့လီကာရှင်းရဲ့ရှယ်ယာပိုင်ဆိုင်မှုဟာ$8ဘီလီယံဖြစ်လာပါတော့တယ်။သူရှယ်ယာတွေကိုဝယ်ခဲ့တုန်းကဈေးက$900 3.5 ဘီလီယံပဲရှိခဲ့တာမို့လို့$9.5 ဘီလီယံမြတ်သွားခဲ့ပါပြီ။နောက်ပိုင်းမှာလီကာရှင်းဟာအိမ်ချမ်းမြေတင်မောစိတ်ကန်းတွေလှက်စစ်တအားပေးစက်ရုံတွေတယ်လီဖုန်းကုမ္ပဏီစတာတွေကိုရင်းနှီးမြှုပ်နှံမှုတွေဆက်လုပ်ပါတော့တယ်။နောက်ပိုင်းဟောင်ကောင်မှာရှိသမျှအဆောက်အုံလုပ်ငန်းတွေကုမ္ပဏီကြီးတွေမှာသူရှယ်ယာမဝင်ထားတာမရှိသလောက်ဖြစ်လာပါတော့တယ်။2009ခုနှစ်တုန်းကသူဟာ9မိနစ်လေးပဲစဉ်းစားပြီး Facebook ရဲ့ရှယ်ယာတန်း120ဘိုးကိုဝယ်ချလိုက်ပါတယ်။အဲဒီအချိန်တုန်းက Facebook ကဘာဝင်ငွေမှကိုမရှိသေးပါဘူး။
ဒါပေမဲ့ဒီနေ့သူဝယ်လိုက်တဲ့ Facebook share တန်ဖိုးဟာဒေါ်လာတန်း900ဖြစ်နေပါပြီနောက်ပိုင်းမှာအင်တာနက်နဲ့ပတ်သက်တဲ့ Skype Siri Spotify စတာတွေမှာလည်း share တွေထည့်ဝင်ပါတော့တယ်အခုလူတွေကသူ့ကို Superman လို့ခေါ်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အုံနောက်ဟာတာမန်လူရဲ့အုံနောက်နဲ့မတူဘဲထူးခြားတာလုံနေလို့ဖြစ်ပါတယ်သူဟာဘယ်လုပ်ငန်းဘယ်ကုမ္ပဏီဟာလောလောဆယ်မှာအရှုံးပြနေပေမဲ့နောက်ပိုင်းဘယ်အချိန်မှာအမျက်အများကြီးရလာမယ်ဆိုတာကြိုတင်သိမြင်နိုင်တဲ့စီးပွားရေးပါရမီဉာဏ်ပါရှိနေလို့ပါပဲသူဟာရရှိလာတဲ့အမျက်ငွေတွေကိုကွယ်လွန်သွားတဲ့သူ့တတိယသားအတွက်ရည်စူးတည်ထောင်ထားတဲ့လီကာရှင်းဖောင်ဒေးရှင်းနဲ့ထည့်ဝင်ထားပါတယ်ဒီနေ့အထိသူ့ရဲ့ဖောင်ဒေးရှင်းဟာအာရှနိုင်ငံတွေမှာလှူခဲ့ပြီးတာဒေါ်လာ2ဘီလီယံကျော်နေပါပြီသူဟာပညာရေးအတွက်အဓိကလှူတာဖြစ်ပြီးတော့အဲ့ဒီအလှူငွေနဲ့တက္ကသိုလ်တွေစာကြည့်တိုက်တွေစောက်လုပ်ပေးခဲ့ပါတယ်အခုအချိန်မှာလီကာရှင်းဟာအသက်64နှစ်နီးပါးရှိနေပြီဖြစ်ပေမဲ့ကြမ်းကြမ်းမာမာနဲ့အေးအေးဆေးဆေးပဲအနားယူနေထိုင်နေပါတယ်သူ့ရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာ30ဘီလီယံဖြစ်လို့အာရှမှာအချမ်းသာဆုံးလူဖြစ်နေပြီးကမ္ဘာပေါ်မှာအချမ်းသာဆုံးအယောက်30စီးရင်ထဲမှာလည်းပါရှိနေပါတယ်သူ့ရဲ့လုပ်ငန်းတွေကိုတားနှစ်ယောက်ကဆက်လက်ဦးစီးလုပ်ကိုင်နေပြီးတော့သူ့မိန်းမကတော့အသက်56နှစ်မှာနှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်သူဟာအခုချိန်ထိတော့အိမ်အောင်မပြုတ်သေးပါဘူးဒါကတော့စင်းရဲသားလေးလီကာရှင်းဟာပလတ်စတစ်စက်ရုံမှာတနေ့16နာရီအလုပ်လုပ်ခဲ့ရပြီးတော့အာရှမှာအချမ်းသာဆုံးဟောင်ကောင်ဘီလီယံနာတထေးတစ်ယောက်ဖြစ်လာတဲ့အကြောင်းရင်းလေးပဲဖြစ်ပါတယ်ဘယ်လိုဒီမှာကျေးဇူးတင်ရှိပါတယ်ခင်ဗျာ